စွာဖရာသခင်အနာဂတဝင်ဒေသနာတော်မှာနောက်ပွင့်တော်မူမည်အရိမတိယပြဖရာလုံးများရာဇဂိုပြည်ရှင်ဗိမတာရဤမြည်တော်ရာဇဂိုပြည်ရှင်အဇာရတဤသာတော်အဇိတမြတ်ယဟန်ပါဘဝမှာဧတုမရီကြီးရှင်သင်္ခမင်္ဂလာကြီးမြင်ဆရာချင်းအာသနီပါယမဝရီဝင်းကြ